ဟုတ်ပြီတကူရှင်ကြီးကငပြောသည်နဲ့အုံဒီဘာလို့မှတော့သူပြောမယ်ဆိုလို့ရှိရင်လေသူငပြောသည်အုံဒီတဲ့ကောင်းတာတွေရှိတာပေါ့ကြော်ပွဲတွေပဲငပြောသည်နဲ့အုံဒီဘာကြောင့်ကြော်ပွဲထိုးတယ်ဆိုတာကိုမသိတဲ့လူကအများကြီးပဲနတ်ကကြိုက်လို့ထိုးတယ်ထင်းနေကြတာလူတွေမဟုတ်ဘူးငပြောသည်နဲ့အုံသည်ဆိုတာယာတိမရွေးရနိုင်တဲ့သီးနှံလေတရသီးဆိုတာယာတိမှပေါ်တာမဟုတ်လားကြော်ပွဲထိုးခြင်းလို့တရသီးနဲ့သွားထိုးတရသီးပေါ်မှာထိုးလို့ရမှာဟုတ်အမြဲတမ်းကြော်ပွဲထိုးလို့ရတာငပြောသည်နဲ့အုံသည်ပဲရှိတယ်ဘာလို့လဲဆိုအချိန်ပြီးရနိုင်တဲ့သီးနှံဒါကြောင့်လို့အဲ့ဒါကြော်ပွဲလုပ်တာဘာကြောင့်မှမဟုတ်ဘူးနော်တော့ကြတော့နတ်ကကြိုက်လို့ကြော်ဝဲထိုးရတောင်အမျိုးစုံပဲလူတွေကရတဲ့ပစ္စည်းတွေခိုင်အောင်လို့ရရခိုင်မှနော်ချမ်းမှဆိုလို့ဖီးချမ်းမလုပ်ဘူးအဲ့တော့ရခိုင်မှထိုးတယ်ဆိုတာအဲ့ဒါရရင်ခိုင်တယ်ဆိုတဲ့အဓိပ္ပာယ်ကိုကြည့်ပြီးရခိုင်လို့ပြောကြပြန်တယ်ဘာရဲ့ညာရဲ့မသိဘူးလူဆိုတာသူများလို့ရင်လိုက်လို့တဲ့အကျင့်အားရှိတယ်လေအဲ့ဒါဘာကြောင့်ဒီလိုဖြစ်ရလဲလို့ဆိုအသိဉာဏ်အားနည်းမှုရဲ့အဖြစ်